Hello အားလုံးပဲမင်္ဂလာပါခင်ဗျာပြတိုင်းလေးတစ် page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ရဲ့အချစ်တော်ကြီး United ဒီနေ့ညမှာခံမဲ့ပွဲစဉ်လေးရဲ့ preview လေးကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမနေ့ညကကျွန်တော်တင်ဆက်ပေးတဲ့၃ပွဲခေါင်းပေါ့နော်ကျွန်တော်အကြိုက်ဆုံး၃ပွဲတစ်လေးရောညီကိုတို့ရလိုက်ကြမယ်ထင်ပါတယ်ခင်ဗျာနှစ်ပွဲနိုင်တစ်ပွဲကပြားရှုံးပေါ့နော်အတ္တလန်တာကတော့ပြားရှုံးတယ်ပြား80လားမသိဘူးရှုံးတယ်တင်းတော့80ဆိုတော့ပြား80ရှုံးတယ်ဗီလာရီကတော့အပြည့်ရတယ်ရိုမာလည်းကူအောက်ကလည်းပြား60လောက်ရတယ်ဆိုတော့ကျွန်တော်မင်းညတော့ကအရှုံးမရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့မိုက်ကယ်ကာရစ်ဒီနေ့ညဝက်ဆန်းနဲ့တွေ့တဲ့ပွဲစဉ်မှာဘလို့လူတွေပွဲထုတ်လာမယ်ဘလို့ပုံစံလေးတွေရှိမလဲဆိုတာကျွန်တော်တိလောက်မှတ်လောက်လေးတွေညီကိုတွေနဲ့ဆွေးနွေးသွားကြပါမယ်ခင်ဗျာဒီနေ့ည2:45ပေါ့နော်တနေ့ဒီနေ့အင်္ဂါနေ့ညဗုဒ္ဓဟူးနေ့မနက်ကြမှာပေါ့နော်2:45မှာကံမယ်ဝက်ဆန်အိမ်ကွင်းမှာ United တို့သွားခဲ့ရမယ်ပေါ့နော်ဝက်ဆန်ဟာနောက်ဆုံးသူတို့အိမ်ကွင်းမှာပေါ့နော်ကျွန်တော်တို့မနိုင်တာ3နှစ်2023ကနေဆိုရင်3နှစ်ရှိပြီအဲ့ဒီအတွက်ကြောင့်မို့ဝက်ဆန်ဟာလည်းအခုလက်ရှိအခြေအနေမှာလုံးဝပုံစံကောင်းပြနေတဲ့အသင်းနောက်ဆုံး5ပွဲမှာတပွဲပဲရှုံးနေထားတဲ့အသင်းပြီးတော့ကြတော့အခြေအနေပြန်ကောင်းနေတယ်လူနက်တက်ကလည်းအများတန်းဒုက္ခပေးနေကြအသင်းကျွန်တော်တို့ဝက်ဆန်နဲ့ဆိုအများတန်းရုန်းကန်နေရတဲ့အသင်းပေါ့နော်သူတို့ရဲ့တောင်ပန်တိုက်စစ်မှုဂျရတ်ဘူဝင်ကလည်းအသင်းနိုင်အောင်ဒုက္ခပေးတယ်ဗျာအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဂျရတ်ဘူဝင်ကိုထိန်းဖို့အတွက်ဘယ်ဝန်းကလူရှော့ကကောင်းကောင်းလေးဟန်တယ်လုပ်နိုင်ဖို့ကျွန်တော်မျှော်လင့်မိတယ်လူရှော့တာပုံစံအောင်မပြဘူးဆိုရင်ကျွန်တော်တို့ဒီနေ့ညမှာအဲ့ဘက်ဘယ်တောင်မှန်ကျွန်တော်တို့ရဲ့ဘယ်တောင်မှန်ချက်တို့ရဲ့ညာတောင်မှန်တိုက်စစ်ကတော်တော်လေးဒုက္ခပေးမယ်လို့ထင်တယ်ဒီနေ့ပွဲမှာပေါ့နော်ကန်ကောင်းထောင်းမှာဆိုတာဒူကူကတော့မပါဘူးပေါ့ဗျာဒူကူတာပါခဲ့မယ်ဆိုတော့အညာတောင်မှန်ကတော့နည်းနည်းစိတ်ချတဲ့အနေထားရှိတယ်ဒါပေမဲ့ဒူကူနေရာမှာကိုညာဝင်မှာဖြစ်တဲ့အတွက်ကိုညာကတော့တိုက်စစ်မှာလူလေသေးမရှိအောင်ကောင်းမွန်ပေမဲ့လည်းခံစစ်လိုက်ကူမှုမှာတော့လိုအပ်ချက်တွေရှိတဲ့အတွက်ဒီဘောနော်ဂျရက်ဘူဝင်ကိုလူရှော့ကကောင်းကောင်းထိန်းနိုင်မှကျွန်တော်တို့ပွဲအဖြစ်ရလက်တွေကိုကောင်းမွန်တဲ့ရလက်တွေဖော်ဆောင်နိုင်မယ်လို့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ Chelsea နဲ့တွေ့တဲ့ပွဲစဉ်မှာလည်းဝက်ဆန်ကပေါ့နော်ပထမပိုင်း2-0ဆိုတဲ့ရလက်နဲ့ပေါ့နော်ဥဆောင်ထားနိုင်တဲ့ခြေစွမ်းကတကယ်ဟိုထင်ကြီးလေးစားစရာကောင်းတယ်ပေါ့နော်။ပြီးတော့ကျတော့ပြီးခဲ့တဲ့ဘန်လီနဲ့ပွဲမှာလည်းတို့ Z2 ဆိုတဲ့အဝေးကွင်းရလက်တွေဟာအများတန်းကောင်းနေတယ်ပေါ့နော်။ဒီအန်တိုနီဆန်တိုပေါ့နော်ဒီအတင်းနီးပြဝက်ဆန်နီးပြအန်တိုနီဆန်တိုကသူဟိုဟာတစ်တော်အသင်းမှာခိုင်းတစ်တော်အသင်းမှာခိုင်းခဲ့တော့ငါဆိုရင်ဘယ်လောက်ထိကောင်းလဲဘယ်လောက်ထိခံစစ်ငြိမ်လဲကွင်းလေရလဲလုံးဝမမထန်ထန်ရှိလဲဆိုတာညီကိုတို့အသိပဲအဲ့အတွက်ကြောင့်ဒီအခုသူဝက်ဆန်မှာရောက်ရင်လဲအကောင်းမွန်ဆုံးပေါ့နော်ခံစစ်နဲ့ဒီကွင်းလေကောင်းကောင်းမွန်မန်ချက်စတာယူနိုက်တက်ကိုပြင်ဆင်ပြီးမှရင်ဆိုင်မယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ကျတော့ညီကိုတို့သိတဲ့အတိုင်းပဲဒီဟိုဟာဆော့ကာဟီဆွေကကိုကြီးပြောတဲ့အတိုင်းပဲ zone 40က United အတွက် lucky အရှိဆုံးအနေနဲ့အပေးနိုင်ဆုံးဇုံ14ပေါ့နော်ဇုံ14 Man City နဲ့ပွဲလဲဇုံ14ကနေဂိုးရတယ်ကျွန်တော် Arsenal နဲ့ပွဲလဲဇုံ14ကဂိုးရတယ် Fulham နဲ့ပွဲလဲဇုံ14နဲ့ဂိုးရတယ်အဲ့အတွက်ကြောင့်စပါးနဲ့ပွဲမှာနီးပြစပါးနီးပြဇုံ14ကိုကာဝယ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ Manchester United ကကျွန်တော်တို့ set speed တွေကနေကျွန်တော်တို့ဟိုဟာတွင်းဂိုးတွေရှာနိုင်ခဲ့တယ်ဘာပဲပြောပေါ့နော်အဆင်ပြေတဲ့ရလက်တော့စွမ်းဆောင်နိုင်ခဲ့တယ်အဲ့အတွက်ကြောင့်ဒီနေ့မှာလဲဒီ Nottingham Forest နီးပြဟောင်း Western နီးပြအန်တိုနီဆန်တိုကဒီဇုံဆက်လေးကိုလည်းသူကောင်းကောင်းမွန်မွန်ကာကွယ်ပြီးမှကစားသွားမယ်လို့ထင်တယ်ဒီနေ့ပွဲမှာပေါ့နော်တကယ်လူရှော့နဲ့မာတီနက်တာခြေစွမ်းကောင်းပြသခဲ့ရင်ကျွန်တော်တို့နိုင်မှုပါစက်နဲ့များတယ်လို့ကျွန်တော်ထင်တယ်သူတို့ဘက်ချပဲဒီဘူဝင်ဘက်ကပဲအများတန်းအဓိကဝက်ဆန်ကပြိုင်ဘက်အသင်းတွေကိုဒုက္ခပေးတာပေါ့နော်အဲ့အတွက်ကြောင့်ဒီနေ့ရောကိုညီကိုတွေဘယ်သူတွေပွဲထုတ်လာနိုင်လဲဘယ်လိုအခြေအနေတွေရှိလဲဆိုတာသုံးသပ်ပေးကြပါအောင်ဒီဒိုကူတာပါရင်တော့ကျွန်တော်ဒီနေ့ညအတွက်ကတော့ကျွန်တော်စိတ်ချရတယ်ဗျာဒါပေမဲ့ဒိုကူကမပါဘူးကိုညာပဲပါမယ်အဲ့အတွက်ကြောင့်အိပ်ဘက်ချန်ကဟိုဒိုကူမပါတဲ့အတွက်နည်းနည်းလေးအားနည်းပဲပေါ့နော်လူရှော့နဲ့မာတီနက်တာကောင်းရင်တော့ဒီနေ့ညကတော့ကျွန်တော်တို့အတွက်အနိုင်ဆိုတဲ့ရလက်ကိုကျွန်တော်တို့စွမ်းဆောင်နိုင်ပါပါလက်ရှိခြေစွမ်းအနေထားနဲ့ဆိုရင်ကျွန်တော်တို့ဝက်ဆန်ကိုဂိုးပြက်ခြေပြက်နိုင်မယ်လို့မပြောနိုင်ပေမဲ့ဘ
ဘာပဲပြော1-0လောက်နဲ့ကတ်နိုင်တာတို့3-2တို့သိရမှာကျွန်တော်6သွင်းနိုင်ခြေရှိတဲ့အတွက်3-2တို့2-1တို့ရလက်နဲ့ပြီးနိုင်မယ်လို့ထင်တယ်အဝေးဝင်3ပွဲမှာ United ကိုကျင်လဲအဝေးဝင်3ပွဲမှာတပွဲပဲနိုင်တယ်ဒါပေမဲ့ Michael Carrick ကအဝေးဝင်တပွဲပဲကိုင်ရသေးတဲ့အနေထားပေါ့ဗျာအဲ့အတွက်ကြောင့်တပွဲပဲနိုင်တယ်ဒီနေ့သူ့ရဲ့ဒုတိယမြောက်အဝေးခွင်ပြီးတော့ကြတော့ပေါ့နော်3နှစ်ရှိပြီးဝက်ဆန်ခွင်းမှာမနိုင်တဲ့ခွင်အဲ့ဒီအတွက်ကြောင့်သူ့မှာလည်းဖိအားအတော်အသင့်တော့ရှိတယ်9ပွဲဆက်9ပွဲဆိုတဲ့ရလဒ်ကိုဖော်ဆောင်နိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ကျွန်တော် United ပရိသတ်တယောက်အနေနဲ့မြင်တယ်ပေါ့ဗျာညီကိုတို့ကဘယ်လိုမြင်လဲဘယ်လိုရလဒ်တွေထွက်သွားမလဲပေါ့နော်ကျွန်တော်အထင်ကတော့တကူအတာနဲ့ Manchester United တို့နိုင်သွားမယ်လို့ထင်တယ်အဲ့အတွက်ကြောင့်ကိုညီကိုတွေလည်းဘယ်လိုရလဒ်တွေထွက်လာမလဲဆိုတာကျွန်တော်ရဲ့ comment အောက်လေးမှာဝင်ရောက်အားဖြင့်ဖြေဆိုသွားပေးကြပါအောင်လို့မေတ္တာရက်ခံရင်နောက်နေ့မှာထပ်တွေ့ပါမယ်ကျွန်တော်ရဲ့တပွဲကောင်း tip တွေကျွန်တော်အကြိုက်ဆုံးပွဲစဉ်၄ပွဲ၅ပွဲရှိတဲ့အရာလေးတွေလည်းကျွန်တော်ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့အားပေးကြပါအောင်လို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ် YouTube ကအားပေးတဲ့ညီကိုတွေဆိုရင်လည်း subscribe လေးနဲ့ပတ်စံမပေးရတဲ့ like လုပ်လေးကိုနှိပ်သွားပေးကြပါအောင်ခင်ဗျာ Facebook မှာအားပေးတဲ့ညီကိုတွေလည်းကျွန်တော်ကို like and share လေးနဲ့ကူညီပေးကြပါအောင် TikTok ကညီကိုတွေလည်းတဲလေး share လေးနဲ့ကူညီအားဖြစ်ရင်ကျွန်တော်တို့ဒီနေ့ညချုံမြိန်တဲ့နိုင်ပွဲကိုခံစားဖို့မစောင့်နိုင်တော့တဲ့အနေအထားမှာကိုညီကိုတွေအတူတူကြည့်ကြတာပေါ့ခင်ဗျာအားလုံးပဲကိုလက်ပါပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ